ခရိုနီတတိမဟုတ်ပေမဲ့စန်တအိတ်စီတပုံကိုတထောင်နဲ့ရောင်းကအင်ချီရမယ့်တက်ကြီးတွေကိုကူညီပေးခဲ့တဲ့ຫນွေပိုးအိမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ຫນွေပိုးအိမ်ကအခုနောက်ပိုင်းမှာဆိုရှယ်မီဒီယာမှာလူသိများလာတဲ့စီလီတွေကတယောက်ဖြစ်ပါတယ်အထည်ဆိုင်ဖွင့်ထားပြီးမြဲအထည်ရောင်းရုံနဲ့မဟုတ်ပဲမရှိစင်ရသားတွေကိုအမြဲကူညီပေးတတ်တာပါຫນွေပိုးအိမ်ရဲ့ဆိုင်ရှင်ကလူပေးတဲ့နေရာမှာနာမည်ကြီးပြီးသားတွေကိုလှူတာမဟုတ်ပဲတကယ်လိုအပ်သူကိုလိုက်ရှာကလှူပေးနေတာပါတစောင်းမုံလာပြင်းနေမှာလဲခရိုနီတထေးကြီးတွေကရှိတဲ့နေရာကိုပိုရှန်အောင်အပြည့်ဖြည့်နေကြချိန်မှာຫນွေပိုးအိမ်မိသားစုကတော့နွမ်းပါတဲ့နေရာတွေကိုလိုက်လှူပေးခဲ့တာဖြစ်ပါတယ်ပုံမှန်ဆိုအဝတ်အထည်တွေကိုသာရောင်းပေးမယ်အခုတစ်ခေါက်မှာတော့ຫນွေပိုးအိမ်ပိုင်ရှင်ကစံတဲ့စီတွေကိုလိုက်ရောင်းခဲ့ပါတယ်ဇနီးမောင်နှံနှစ်ယောက်စလုံးကစံတအိတ်စီတဝုံးစီထန်းကလိုက်ရောင်းခဲ့ပါတယ်သူတို့လိုက်ရောင်းတဲ့နေရာတွေကလူငုံတန်းအတိုင်းဝိုင်းတွေမဟုတ်ပဲချို့တဲ့နေရာတွေမှာလိုက်ရောင်းခဲ့တာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့ကျူးကျော်ရက်ကွက်နဲ့အင်ဂျီရမယ့်ဒေသတွေမှာစံတဲ့စီကိုလိုက်ရောင်းခဲ့တာဖြစ်ပါတယ်။ရွယ်ပိုးအိမ်မိသားစုသွားလိုက်ရောင်းတဲ့နေရာတွေကဘေးနားမှာမိုးကာနဲ့ကာထားတဲ့ကျူးကျော်တဲလေးတွေဖြစ်ပါတယ်။နေစရာလည်းမလုံးကျုံသလိုလေတိုက်တဲ့အချိန်ဆိုလည်းလွှင့်ထွက်သွားမှာဖြစ်ပါတယ်။အဲဒီလိုအိမ်မျိုးမှာအဖိုးနဲ့အဖွားတွေကနေထိုင်နေရတာပါ။နေစရာနေရာမရှိလို့အဆိုပါတဲလေးထဲမှာနေရတာဖြစ်ပါတယ်။တဲထဲမှာအသက်ရှူဖို့တော့မလုံလောက်အောင်အထိကျင်းမြောင်းပါတယ်။ဒါပေမဲ့အားလုံးကအသီးခံနေကြရသလိုစားစရာဆိုလည်းမရှိပါဘူး။သူတို့ဘဝမှာဆန်ဆိုရာအိမ်နဲ့လည်းဝယ်မစားနိုင်သလိုစီဆိုလည်းဘူးနဲ့တပူရဲလို့ကြိုင်မသုံးမှုကြပါဘူး။ဒီလောက်ခက်ခဲတဲ့အချိန်မှာသူတို့အိမ်ရှိမှာဆန်နဲ့စီမှာလို့လာပေါ်ရဲဆိုတဲ့အတန်တွေကြောင့်လန့်ငုံကြရပါတယ်။ရွယ်ပိုးအိမ်ပိုင်ရှင်ဇနီးမောင်နှံကစန်တအိမ်နဲ့စီတပုံကိုထမ်းကအိမ်နိုင်ရရောက်လိုက်ပို့ပေးတာဖြစ်ပါတယ်။မှာထားလို့ပါဆိုကသွားပို့ပေးတာဖြစ်ပေမဲ့သူတို့မှမဝယ်နိုင်လို့အတင်းသာညင်းနေကြတာဖြစ်ပါတယ်။တံမိုးကိုကြည့်လိုက်တဲ့အချိန်မှာစံတအိမ်နဲ့စီတပုံမှ1000ကျပ်သားကျတင်တာဖြစ်ပါတယ်။1000ကျပ်သားကျတင်တော့မှလို့တီးလိုက်ရချိန်မှာအဖိုးဖွားတွေကအဝဲကျင်းသွားပါတယ်။အဖိုးနဲ့အဖွားတွေက1000ကျပ်နဲ့စံတအိမ်နဲ့စီတပုံကိုရလိုက်တာမို့အပြောလုံးကဝဲကြပါတယ်။သူတို့ဘွားမှာစံနဲ့စီကိုမဝယ်နိုင်ခဲ့လို့ပြောစရာအခိုက်အတန့်ဆိုလည်းမမှားပါဘူး။ဒါအပြင်တခြားအဖိုးဖွားတွေကလည်းငွေ1000နဲ့တရွက်လေးကိုကိုင်းကလာဝဲပါတယ်။အခုလိုလာဝဲချိန်မှာလည်းသူတို့ဇနီးမောင်နှံကလူပေးခဲ့ပါတယ်။လူပေးတဲ့ဆိုတာမျိုးကိုမသုံးပဲငွေနဲ့ဝယ်ခိုင်းတာလို့သာသုံးတော့တာဖြစ်ပါတယ်။ရွယ်ပိုးအိမ်မိသားစုကသူများပေါ်မှာအထက်စီးဆန်ကဆက်ဆန်တာမျိုးလည်းမရှိပါဘူး။သူတို့အနေနဲ့သူများကိုလူပေးရင်တော့မှအောက်ခြေကနေသာလူပေးနေတာဖြစ်ပါတယ်။အခုလည်းပဲလူရာဆိုရင်မဲ့စံနဲ့စီလိုက်ရောက်တဲ့ဝန်ထမ်းလိုပုံစံနဲ့အဖိုးဖွားတွေကိုပြောအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။အဖိုးနဲ့အဖွားတွေကအခုဆိုရင်စံနဲ့စီကိုကိုယ်တိုင်ဝယ်စားနိုင်နေဆိုတဲ့ပီတီဖြစ်နေရပါပြီ။တထေးကြီးတွေများပြီးမြဲလူထင်ပေါ်ကြောကြားစေဖို့နာမည်ကြီးနေရာတွေကိုသာလှူရမ်းကြတာများပါတယ်။တချို့ကလည်းဆိုရှယ်မီဒီယာမှာနာမည်ကြီးကလူသိများတဲ့ခက်ခဲသူတွေကိုသာလှူပေးတာပါ။ရွယ်ပိုးရင်ပိုင်ရှင်တို့ကတော့သူတို့လှူခြင်းတဲ့သူတွေနဲ့တကယ်ခက်ခဲသူတွေကိုသာလှူပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်အလုပ်သမားတွေနဲ့နေစားနဲ့မိခိုနေရသူတွေအတွက်ဆိုလည်းအဝတ်စားနဲ့လိုအပ်တာအလုံးထောက်ပံ့ပေးနေကြဖြစ်ပါတယ်။ရွယ်ပိုးအိမ်ရဲ့အလူဒါနာပြုပုံအပေါ်ဘလို့မြင်လဲဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။